ညီကိုတွေအားလုံးပဲမင်္ဂလာပါဒီညဇွန်လ9ရက်နေ့အင်္ဂါနေ့ညရဲ့ကျွန်တော်အကြိုက်ဆုံး10ပွဲကိုဒီဗီဒီယိုမှာညီကိုတွေအတွက်ရွေးချယ်ပေးထားပါတယ်ပထမတစ်ပွဲဖြစ်တဲ့ဖိလစ်ပိုင်နဲ့မြန်မာတို့ရဲ့ပွဲမှာတော့ဖိလစ်ပိုင်ဘော်ဒီကိုပဲရွေးချယ်ပေးထားပါတယ်ဒုတိယတစ်ပွဲဖြစ်တဲ့အင်ဒိုနီးရှားနဲ့မော်ဇမ်ဘွေတို့ရဲ့ပွဲမှာတော့အင်ဒိုနီးရှားဘော်ဒီကိုရွေးချယ်ပေးထားပါတယ်တတိယတစ်ပွဲဖြစ်တဲ့ည10နိုင်ပွဲမှာကမ်မဲကွန်ဂိုနဲ့ချီလီတို့ပွဲမှာကွန်ဂိုဘော်ဒီကိုပဲရွေးချယ်ပေးထားပါတယ်စတုတ်တစ်ပွဲဖြစ်တဲ့ည7နိုင်မှာကစားမဲ့ဘယ်လာရက်နဲ့ပွဲမှာတော့ဘယ်လာရက်ဘော်ဒီတစ်ချောင်းနဲ့ကိုပဲရွေးချယ်ပေးထားပါတယ်ည7နိုင်ပွဲမှာကစားမဲ့ဟန်ဂရီနဲ့ကာဇက်စတန်တို့ရဲ့ပွဲမှာတော့ခိုးဘော်တစ်ချောင်းနဲ့ကိုပဲရွေးချယ်ပေးထားပါတယ်ည7ခွဲမှာကစားမဲ့အစာပိုင်းချန်နဲ့ဆက်မာရီနိုရဲ့ပွဲမှာလည်းခိုးဘော်ကိုပဲထပ်ပြီးတော့ရွေးချယ်ပေးထားပါတယ်မနက်9နိုင်ခွဲမှာကစားမဲ့စီနီဂေါနဲ့ဆော်ဒီအာရေဗီးယားတို့ပွဲမှာတော့ခိုးဘော်ကိုပဲရွေးချယ်ပေးထားပါတယ်နောက်ဆုံးတစ်ပွဲဖြစ်တဲ့မနက်9နိုင်ခွဲမှာကစားမဲ့အာဂျင်တီးနားနဲ့အိုက်စ်လန်တို့ရဲ့ပွဲမှာတော့9-0နဲ့ကိုပဲရွေးချယ်ပေးထားပါတယ်